Mình tới đây là để chịu. ဟဲတားရေတားကြီးပြီဆိုတော့တယောက်တည်းအိတ်တာလေ့ကျင့်လောက်ရတော့မှလေငါသားလေး Bố mẹ đi về bố mẹ tội gì? Tới đây là cái bên đi ra. အော်အဲ့ဒါတရဲ့ဖေဖေကမင်းမင်းနဲ့ယူထားတာလေမင်းမင်းနဲ့အိတ်ရမှာပေါ့ဒါလေးရဲ့ Tôi ngoài tôi về chị đấy. Ta tao mày. Tôi mày tụi em đó. ဟဲ့တော့ယောက်ျားရှင်းသားကိုရှင်ပြောဦးလေလာတာဖေးစီလားငါသားကြီးတာညီလေးညီမလေးယူမလား Tôi mà dùng mà. အေးလေတာယူမဆိုလို့ရှိရင်တယောက်တည်းအိတ်လေတာလေးကျင်လည်းဖြစ်တယ်လေအဲ့ဒါမှညီလေးညီမလေးတွေလည်းယူလို့ရမှာပေါ့ဒါလေးရ Anh đừng đâu. Mày mày mà. အမလေးရှင်းသားနေရတော့မလွယ်ပါဘူးတော့ရှင်းသားတော့တက်တယ်ဟာငါမိမရေမင်းသားပြောလို့လည်းမရဘူးတာသဘောတာအိတ်ရှင်နေရတာအိတ်တော့ရေစောတော့ကွာငါတို့မိုက်ပြအောင်မတော့မလား အေးဆော့တာများနေကွာအမိုက်သွားပြရအောင်မလား မောင်းတော့အာရောက်ပြီဟာ တန်တန် နေုံနေုံ ဟာဘာလို့တော့ဟာ အာနေသားမှာပြည့်ပြမယ် နင်းကွာအမိုက်ကလေးပြစ်တာအောင်တတော် တလုံးငါတို့ကပြ ကြည့်နေအဲ့ဒီရေးပြီးဖုန်းကို6တောင်းနဲ့ဖွင့်ပြ အမင်းကလည်းကွာမဟုတ်တာပြောပြန်ပြီ မင်းနာကြည့်လိုက်တော့တွေ့ရင်တော့မင်း ဟာမင်းကအပီကျွမ်းလိုက်လားကွာ ဟေးယာစတာပါနောက်တော့ပါဒီပါကွီ ဟိုရငါတို့ဒီနေ့သွားရအောင်မလားဒီတော့ကောက်အော်ရကြပါပြီ တော်နေလေရက ချစ်ကူကချစ်ကူကလာပြီချစ်ကတငယ်ချင်းနေနဲ့လေကိုကဘယ်မှာတော့ကိုကရောက်နေပြီချစ်ကဘယ်မှာတော့မတွေ့ဘူးဟောဗျာဒီရေဘူးကလည်းဟောဗျာချစ်ကတွေ့နေပြီကိုပြောတယ်နားမှာပဲလေဟုတ်လားဘယ်မှာတော့ဟောကိုလည်းတွေ့ပြီချစ်ဒီမှာကိုကဒီမှာဟောကူအော်လိုင်းမောကကိုရဲ့ချစ်သူကမင်းလေးလား ဟဲ့လိုင်းမောကချစ်သူတဲ့ဟေးကြည့်လိုက်ပါအောင်စူပါကတ်အဆုပ်ကြီးနဲ့မလေး ဟဲနင်တို့ကလည်းအားနာစရာကြီးရယ်ဘာလို့ပြောနေတာတော့ လေနင်ကဒီစူပါကတ်ဆုပ်ကြီးနဲ့လိုက်သွားတော့မှာဗောမလေးကြည့်လိုက်ပါအောင်အန်တိတ်ကြီးငါတို့ကဒါမျိုးမလိုက်နိုင်ဘူး နင်တို့ကလည်းအဲ့လိုကြီးမလုပ်ပါနဲ့ငါအချစ်ပဲလူတာပါပေါ်ရင်ပကန္တနာတွေအော်ဒါကျွန်တော်ဟာမဟုတ် ရှက်မနေပါနဲ့ဟဲ့အဆုပ်စီးနိုင်တော့လဲအဆုပ်ပေါ့ အော်ရပါတယ်ဗျာဒါကျွန်တော်ဟာမဟုတ်ဘူးကျွန်တော်ပြိုင်ကားဟူမှာရှေ့မှာ မလေးမစီးရမစီးနိုင်အကျိုးအတန်တွေပြိုင်ကားတယ်မလေး ကဲပါကျွန်တော်ပြမယ်ကျွန်တော်လမ်ဘော်ဂီနီဖွင့်ပြမယ် တွီလမ်းမောကနီးနဲ့ ချစ်လေးတက်လေမင်းစားချင်တာကိုလိုက်ခြင်းမယ်ဟုတ်ကူ အဲ့ဒိုးလိုက်မယ်ဟာဘာလုပ်တာတော့ကျွန်တော်အဲ့လိုပေါ်ရင်ပကန္တနာတွေမှတ်တဲ့ငွေကြီးနေနဲ့မခေါ်ခြင်းဘူးသွားပြီငါမိမကြီးဒီအချစ်တွေကဘာတွေတုံးကွယ်ကိုသိမ်းမောင်ရဲ့ကျမလည်းပဲသိမှာတော့ရှင်သားဟူတာမေးကြည့်ပါလားအေးငါသားဒီထုံချောင်းတွေကဘာတွေတော့ငါသားဘာတွေချစ်တာဟာခင်ဗျာလေစာမတက်ဖက်နဲ့ဘာတွေမေးတော့ဒါကျုပ်သင်းတက်တဲ့ဂျပန်စာတွေဗျဟောအေးငါသားဟောဒါနဲ့မေတာမနဲ့မှသင်တန်းသွားရတော့မှလေပတ်စံမိုးဘိုးလေးပေးပါဦးဟောအေးငါသားလေးရော့ရွှေတရာသုံးတော့ဒါလေးဟုတ်မေဒါနဲ့လေမေဝစားတွေရှော်လို့ရှင်တေချာမရှော်ဘူးထင်တယ်အဖေအညီတွေလန့်ထားရင်ပခုံးတွေပြဲနေရနော်မေငါသားရဲ့အဲ့ဒီပခုံးပြဲလေးကြောင့်ပဲတာပညာတွေတင်းနေရတာဟာမေရလည်းမဖြစ်နိုင်တာဘာတွေပြောနေမှမသိဘူးငါသားပညာတတ်ကြီးဖြစ်အောင်လို့လေအဖေကကုံထမ်းပြီးတော့လှုပ်ကြွေးလာတာအဲ့လိုကုံထမ်းလို့ပဲအဖေအညီတွေကရိပြီးတော့ပြဲနေတာပေါ့ငါသားရဲ့ကြားမေအနည်း20လုံးတားကိုပညာတတ်ကြီးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်လာတာမင်းဖေကိုပညာမတက်ဘူးဆိုပြီးအဲ့လိုမပြောနဲ့ငါသားဟုတ်ကဲ့ပါမေရဲ့တားမားပါတယ်နော်တားနားလဲပါပြီမေနော်ပညာမတက်တဲ့အဖေကပညာတတ်ကြီးဖြစ်အောင်တားကိုသင်ပေးတာနော်အဖေရဲ့မြစ်တာတွေကိုတားနားလဲပါဟုတ်ကဲ့ပါမေရဲ့တားနောက်တစ်ခါဆိုရင်အဖေကိုအဲ့လိုမျိုးစကားတွေမပြောတော့ပါဘူးနော်မေ
အော်ချိန်နေတာအမေရောဘာလို့ခေါ်လာလဲရတယ်ကလေးစိတ်ထဲမထားနဲ့နော်အန်တီကိုဟုတ်ကဲ့ရှင်းပါလေအိမ်နေပါရောရှိလားအော်အိမ်ဟုတ်လားဟုတ်အိမ်ကတော့ကျွန်တော်တိုက်ခန်းလေးတစ်ခန်းတော့အပိုင်ရှိပါတယ်ဗျဟမ်တိုက်ခန်းလေးတစ်ခန်းနဲ့ကျမတို့ယူပြီးလို့ကလေးတွေဘာတွေမွေးရင်ဘလို့နေမှာလဲဒီလောက်ကျင်းလေးကိုဟမ်သမီးရဲ့တိုက်ခန်းလည်းစင်ပြေပါတယ်သူ့ဟာလေးနဲ့သူအမေကလည်းတာနေစမ်းမှာဒါနဲ့ရှင်းမှာကားရောရှိလားဟုတ်ကားတွေဘာတွေကတော့လေကျွန်တော်စီမှာအိုးဝေးလေးတစ်စင်းတော့ပိုင်ပါတယ်ဗျကားပါဆိုမှနော်အိုးဝေးကကားမှမဟုတ်တဲ့ဟုတ်စားဟတ်တော့ငါသမီးအိုးဝေးကလည်းအမိုးနေပါနဲ့ပဲစီးလို့ရတယ်ငါသမီးရဲ့နေရတော့သမီးကိစ္စသမီးဘာသာဆွေးနွေးပြရစီဒါနဲ့ရှင်းမှာတစ်လဝင်ငွေရောဘယ်လောက်ရှိလဲဟုတ်ကျွန်တော်ကအိုးဝေးမောင်းတော့လေတစ်လဒီလောက်တော့ဝင်ပါတယ်ဗျစိုးပါဟုတ်ပါပြီလေအဲ့ဆိုလဲဟုတ်ကျွန်တော်ကလေယူပြီးလို့ရှိရင်လေတင်တောင်းတင်နေနဲ့ထားမှာဗျဘာမှလည်းမလုပ်ခိုင်းဘူးကျွန်တော်ဖာသာအိမ်လုပ်ပြီးလဲလုပ်ပြီးတော့အိုးဝေးနဲ့မောင်းပြီးတော့ရှာကျွေးမှာပါခင်ဗျဟုတ်ပါပြီသဘောကျရသမီးသဘောကျရဒီကောင်လေးသဘောကျရသမီးမရပြီဟေးအမေသမီးလာလေတဲ့ဟတ်တော်ငါသမီးလေးလာဟတ်တော်အမေအိမ်မတယောက်တည်းလားအမေယောက်ျားရောဟတ်တော်ငါသမီးရဲ့ဥဝင်မောင်းသွားရလေတယောက်တော့နော်တယောက်တော့ ဘာတယောက်တော့တုံတုံးမုံတော့ပုံလေးအတော်နင်တို့ကဘာတွေတယောက်တော့လုံနေရတော့ငါပစံကြီးကြလို့ငါကောက်တာလေ ပြီးတော့ပါဦးမာကျွန်တော်တို့မောင်နှမလည်းလုံးပြရရမရှိတော့ကြတာနဲ့ရမလားလို့ကောင်းပြီသားပါ ဟဲ့ကောင်လေးနေဘာလို့နေရတော့ပြောမိဘာမလုပ်ပါဘူးမေဟုတ်ဘာမှမလုပ်အောင်နင်ငါကောင်းတာဘာလုပ်နေရလဲအော်မေအင်ဂျင်လေးလိုချင်လို့ပါမေရဲ့သားအော်အေးငါသားအင်ဂျင်ဝမ်းပေးရတာလဲကြာပြီအမေထပ်ပြီးမယ်ရော့ကောင်းတာလေးဝယ်လိုက်ငါသား ဝါ ဟုတ်မေသားကောင်းတာလေးဝယ်လိုက်မယ်နော်မေသားသွားပြီဟာတော့ငါသားအင်ဂျင်သွားမဝယ်ဘူးလားဝယ်ခဲ့ပြီလေမေရဲ့ Amazing ဟာငါသားအပြင်သွားတာလဲအမေမမြင်ပါဘူးကွယ်ဟာအမေရဲ့အပြင်သွားစရာမလိုဘူးလေ Play Store ကနေအလွယ်တကူ download ဆွဲပြီး NPD Game Show ကနေဝယ်လိုက်တာအမေရဲ့ NPD Game Show ဟုတ်တယ်အမေရဲ့ဈေးနှုန်းသက်သာတဲ့ option တွေရှိတယ်အသုံးပြုရလဲလွယ်တယ်နော်ဝယ်ယူမှုလုပ်ငန်းစဉ်ကလည်းမြန်တယ် 24/7 ဝန်ဆောင်မှုရှိတယ်အမေရဲ့အေးကွယ်ငါသားဝယ်ခဲ့ပြီဆိုလို့ရှိရင်လဲငါသားနဲ့လိုက်မလိုက်အမေကြည့်ကြည့်အောင်မေပြစမ်းငါသားလိုက်တာဗောအမေရဲ့အမေကိုယ်တိုင်သာကြည့်လိုက်တော့ဒီမှာဟင်နေပြီအောင်တော့ဒီကောင်လေးငါပတ်စံနေတော့ကုန်ပြီဟာအမေကသားဘာလို့လို့သားဘာမှလို့တော့ဟာမင်းမလားဟဲ့ကျွန်မမင်းကဘာဖြစ်တာလဲမသိမင်းကိုလည်းဒါမှန်နဲ့ကြည့်လိုက်တော့ကွာချီဟဲ့ယောက်ျားကြိုက်လားမိမပြောတာဘောယောက်ျားဟဲ့ကျွန်မမျက်နှာတစ်ခုခုဖြစ်ပြီးဆိုပြီးတော့စိုးရင်လိုက်ရတာနောက်ဆုံးတော့ယောက်ျားလိုင်းမော်လို့ကျွန်မကို surprise တိုင်နေအမျိုးလားပေါ့နောက်ထပ်ဒီမှာဗာလေးလဲကြည့်လိုက်ပါအောင် Amazing ဟာယောက်ျားစင်တူတစ်ဆက်စာလေးတော့ဒီလို surprise ရလိမ့်မယ်လို့ထင်မထားဘူးယောက်ျားစီချစ်တယ်နော်ကဘာကြီးလားချစ်တယ်ဒါနဲ့လေယောက်ျားဒီဟာကြီးကလေတခြားဟာနဲ့လဲလို့မရတော့ဘူးလားကြိုက်တယ်ဘာလို့လဲမိမရဲ့ကျမမှာရှိပြီးသားကြီးနဲ့တူးနေသလားလို့ဟုတ်တယ်လေအဲ့ဒါမိမရဲ့မန်တင်ကုံကနေယောက်ျားယူလာပြီးချိတ်တာလေမိမပြောအောင်လို့ surprise လုပ်ပေးတာတူတိယောက်ျားညိုအောင်တိလေတမတိုင်းလေအိုးအဲ့သားတို့သမီးတို့ရေကြီးလာရင်သားတို့သမီးတို့ဖြစ်ချင်တဲ့ရီမန်းချက်လေးတွေထားပြောရအောင်ဟေးပြီးရလို့တာကောင်းကြီးမင်းကနေစားလိုက်မယ်ထဆရာမသားစီးပွားရေးပညာရှင်ကြီးလုံမှာပါဆရာမစီးပွားရေးပညာရှင်ကြီးဖြစ်မှာလေကားကောင်းသားကြီးတိုင်ကြီးတွေနဲ့နေရမှာပါဆရာမဟောအေးကောင်းတယ်သားကောင်းထိုင်သားရီမန်းချက်တော်တယ်ဒါနဲ့ဖိုးလုံးထားမယ်ဟုတ်ဆရာမသားဆရာဝန်ကြီးလုံမှာပါကြီးလာလို့ရှိရင်လူတွေကိုစိတ်ကူပေးချင်တာပါဆရာမတော်လိုက်တဲ့ငါသားလေးတွေပါလားအေးဟုတ်ပြီတော်တယ်အေးသမီးဘုံမှာညီကလေးထပြောပါအောင်အေးငါသမီးလေးဟုတ်ဆရာမသမီးကလေစီးပွားရေးပညာရှင်ကြီးရဲ့မိန်းမဖြစ်ချင်တာပါဆရာမသမီးဆရာမပြောတာအဲ့လိုမဟုတ်ဘူးလေသမီးကြီးလာရင်ဖြစ်ချင်တဲ့ရီမန်းချက်ကိုမေးတာဟုတ်တယ်လေဆရာမသမီးရဲ့ရွေချက်ကလည်းဘာလို့မှမလုပ်ဖက်နဲ့ပတ်စံတွေအများကြီးထိုင်သုံးချင်တာအားကြောင့်မလို့စီးပွားရေးပညာရှင်ကြီးရဲ့မိန်းမလုံးမှာသမီးဘိုးချုံမဟုတ်သေးဘူးလေအဲ့လိုမဟုတ်ဘူးဆရာမပြောနောက်တစ်ခုဖြစ်ချင်တာပြောဟုတ်ဆရာမအဲ့ဒါဆိုလို့ရှိရင်လေဆရာဝန်ကြောဖြစ်အင်ဂျင်နီယာကြောဖြစ်သမီးကျင်တတ်ပါတယ်ဆရာမအဲ့ဒါပဲလုပ်တော့မယ်နော်ဆရာမ
ဘိုးစုံမညီရတော့ဟုတ်သေးဘူးငါစိတ်ကမထိန်တော့ညီအကြောင်းပိတ်ခံနေရိုက်ခံနေနေတာထိုင်ဟုတ်ဆရာမကလည်းကိုကြီးမှန်ချက်ကိုပြောတာ